ပြည်မှာလူဖြစ်ခဲ့လူမြမတဲ့ချင်းတွေကျွန်တော်ဆိုနေတာမာနေသလားဗျာမာနေပြီလားဗျာရင်းနေရှိရတဲ့တပုတ်ဆိုရင်ပြောပြခြင်းမာသည်ဂီတတစ်ခုကိုဂီတပဲလို့မြင်ပရိသတ်အခိုင်မာရှိတာနေဝေရီသွားလို့တွေ့လားမြမတန်စင်ကိုမြမတွေလိုက်ခံရင်နေမြို့တော်ရမကျန်မြမတန်တီးများရှိနေမယ်မြမပြည်မှာလီနဲ့နွားလေးရှိသည်မြမတန်စင်တွေမပြောင်းနိုင်ပါဘူးလို့ပြောခဲ့သူရှိတယ်အစင်တန်ခွဲရင်ခွဲကြပါတော့ခွင့်ပြုပါတယ်လီနေရိုက်တဲ့ချင်းတွေကျွန်တော်ဒီအမြဲတမ်းဆိုလက်ခုပ်တန်တွေရှိရင်မြမတဲ့ချင်းတွေဆက်ရှိအောင်နေကိုယ်ပိုင်တန်စီကိုယ်ပိုင်လူပညာနေကရောက်လာသူနေရိုက်တဲ့ချင်းတွေဆက်ဆိုမယ်ဒီတော့ကိုခင်တွေသူတို့အလွန်ပဲပြူတဲ့မြစ်တော်ဦးရင်ပန်းမြို့တရားဝေးစီနေရိုက်တဲ့ချင်းဆိုတာမြမဆန်လုံးလို့ဖြစ်မှာပါမပြည်မှာပြိုင်မွေများလုံးလုံတိုင်းတော့မမတန်စင်တွေမတွေ့ရတော့များတယ်ပြုံးနေပြီလားဗျာလေချင်းမှုကိုနှိတ်ချပေးတော့တို့ရဲ့မြမပြည်မှာမြမတီသမားတွေရင်သူအသေးရဲ့နာပြောပြရင်မာသေးတယ်စံစားတော့သဘာမသိတဲ့သူတွေမြမပြည်ဆိုတာမြမတန်ရှိနေမယ်နေကြိုက်တီးကလူဝင်ဒီမာတန်တီးပဲရည်မဲ့ကျွန်တော်ဘယ်သူတွေပါပဲပြောပြောကိုလုံတော့ကိုယုံကြည်ရင်လိုက်မပြောတော့ဘူးလို့အနေမျိုးလီထော်ကြီးကိုနဲ့တိုက်ရကိုဘဝကြီးတာကိုတဲ့လူခင်တွေဒီဘဝကနာမကြီးနေသွားရမယ်ပြရမြဲစင်ထန်စုပန်ခိတာကဘာလောကတခုမှာမြမတန်စင်တွေရှင်သန်ကြပါစေရင်းနှီးကြိုးကြည်ရင်မြမတန်တီးများဆက်ဆူမယ်ကိုရိုးရကိုပိုင်ရတဲ့ကျူသာတော်တဲ့ကိုဂီတကိုအမြဲတမ်းရှင်သန်ခြင်းဂီတဟာတူတူပါပဲတော်ကြိုင်မျိုးကြိုင်မခွဲပါနဲ့လားအားလို့တူတူပါအစင်တန်းခွဲသူတွေမြမပြည်ကြီးကိုအာနာပါရင်ကျေးမှုမှန်ရှာခီတာသမိုင်းတည်ရည်ရင်တန်နေကြိုက်တဲ့ချင်းတွေရင်ပွင့်တည်တဲ့ဘုရားပါစေအစင်တန်းခွဲသူတွေမြမပြည်ကြီးကိုအာနာ